လူခခိုင်လို့ channel 1 2 3မှာကျေးဇူးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကလူခခိုင်လို့ပါဒီနေ့ဗီဒီယိုမှာတော့တို့က YouTube ပေါ်မှာမတင်တဲ့လူတွေအတွက်ကျွန်တော်မိတ်ဆွေမှာပဲအရင်ဆုံးကျွန်တော် channel လေးကို money လေးမပြောင်းဝင်အောင် like တစ်ချက်နဲ့ subscribe လေးလုပ်ပေး comment မှာရေးခဲ့ကြအောင်နော် okay ဒါဆိုရင်တော့စကြအောင် okay အရင်ဆုံး bro တို့မှာ YouTube ရှိပါတယ် okay အဲ့ YouTube တွေကိုဝင်ပါဒါကတော့ YouTube ပါနော်ပြီးတော့ကျွန်တော်က YouTube စုံလည်းရှိပါတယ် YouTube Studio အဲ့ဒါကတော့တက်တာပေါ့နော်ဒီကျွန်တော် YouTube ထဲဝင်ပါမယ် YouTube ဟုတ်ပါ YouTube ထဲဝင်ပါမယ်ဟဲ့နေပါဦးကွာYouTube ဘာလို့ YouTube တော့ကျွန်တော်ဝင်ပါရဲ့အခု okay ဒါဆိုတော့ YouTube ထဲရောက်သွားပါပြီ okay bro တို့ရှိမှာဒီလိုလေးရှိပါတယ်ဒါဒီမှာကြည့်ဒီကောင်ကအိတ်လေးဒါမှဒီကောင်ကဒီမှာကြည့်ရှို့လေးအဲ့ဒါလေးလေးလိုက်ဒီမှာကြည့်ကြည့်လို့ရအောင် okay ပြီးတော့ bro တို့ကဒါလေးကိုနေပြီးပြန်ထုတ်လို့ရပါတယ်ပြီးတော့ bro တို့ဝင်မဲ့အထက်ကကိုယ့်အကောင့်ရဲ့ profile ကိုကြည့်နေဆိုဒီမှာကြည့်ဒီကောင်လေးပေါ့နော်အကောင့်လေးကိုကျွန်တော်နှိပ်လိုက်ပါမယ် okay ဒါဆိုရင်တော့ကျွန်တော် download လုပ်ထားတဲ့ video ကြီးဒီမှာကြည့် down ဒီလိုပုံလေးပါဒါကတော့ download လို့ English လို့ရေးထားပါတယ်ဒါလေးနှိပ်လိုက်ပါဒါကတော့ကျွန်တော် down ထားတဲ့ဟာလေးဖြစ်ပါတယ် okay ကျွန်တော်ရဲ့ video တွေကတော့ဒီမှာကြည့် video ဆိုတဲ့ဟာကိုနှိပ်လိုက်မယ်ဒီကြည့်ဒါကျွန်တော်တင်တဲ့ video လေးပေါ့နော်မကြီးအများကြီးပဲဒီမှာကြည့်ရှုသူတွေတော်တော်များမယ်ထင်ပါတယ် okay ဒါကျွန်တော်တင်တဲ့ video လေးပေါ့နော် okay ဒီနေ့မှာတော့ bro တို့ကိုကျွန်တော်သိအောင်ပြပါမယ် okay အရင်ဆုံး bro တို့က video တင်နေဆိုဒီမှာကြည့်ဒီအပေါင်းလေးကိုရေးနှိပ်ပါ okay ပြီးတော့မှ bro တို့ကကိုကရှုပ်တီရိုက်ချင်းတင်နေတာဆိုရင်ကိုကအဖက်လုပ်ဖို့အတွက်အဖက်လုပ်ဖို့အတွက်ဒီကောင်လေးကိုနှိပ်လို့ရပါတယ် okay နောက်တစ်ခါကျတော့ကိုဗီဒီယိုတွေတင်မယ်ဆိုရင်ကိုရိုက်ထားတဲ့ဗီဒီယိုတွေကပဲတင်ရမှာပါဟုတ်ကဲ့ပါ okay ဒါဆိုရင်တော့ကျွန်တော်ဒါကိုတင်လိုက်ပါတယ် okay အဲ့ဒါကိုတင်ပြီးတော့ချစ်ကိုကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကစာသားဆိုရင်တော့ဒီကောင်နှိပ်လိုက်ပါမယ် okay အဲ့မှာကိုရေးကြရေးလို့ရမယ် okay ကျွန်တော်ကတော့lively like the way to play beသွားကြပါဆောင်ရေးပါနော် okay ပြီးလို့တယ်နော်ပြီးတော့အတူအချက်လို့ရပါတယ်နော်ကျွန်တော်ဒီမှာလုပ်ပါတယ်ပြီးတော့ကျွန်တော်ကဒီရှစ်တော်ဆိုတဲ့အောင်တက်လိုက်ပါမယ် okay ပြီးရင်တော့ကျွန်တော်တို့ကကိုတင်ချင်းတဲ့ဗီဒီယိုကိုတင်တယ်တင်ပြီးတော့ဒီမှာတင်ဤ short ခေါင်းစီကိုတင်ဆက်ပါလို့တက်ထားပါတယ် okay အဲ့တော့ကျွန်တော်ကဒီမှာကြည့်ဒီကောင်လေးကိုနှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်ကလောက်လိုက်ပါမယ်ဒီမှာ like like the like cub okay like like co like com comment ရေးခဲ့ကြပါရေးကြပါ okay ဒါဆိုဒါလေးကိုနှိပ်လိုက်ပါမယ်နော်ပြီးရင်ကျွန်တော်ရုပ်ပုံထည့်နေဆိုရင်ဒီကောင်းလေးနှိပ်လိုက်ပါမယ်ကျွန်တော်ကဒီကောင်းလေးထည့်လိုက်ပါတယ် okay ပြီးရင်တော့ကျွန်တော်တို့ကဒီမှာကြည့်ဗီဒီယိုကို short edit လုပ်ရဆိုလဲဟာကိုကျွန်တော်နှိပ်လိုက်ပါမယ်တစ်ချက်လောက်အဲ့ဆိုရင်သူ့အတူဒီမှာတင်နေပါပြီဒါဆိုရင်တင်နေပါပြီနော်ကူးတင်နေပါသေးတယ်ဒီမှာကြည့်သူ့အတူလာပါလိမ့်မယ်ဒီကောင်လေးတွေကပြည့်သွားပြီးတော့ဒီမှာကြည့်ဒီလိုအဲ့လိုဆွဲချလိုက်ပါဒီ bro တို့ပေါ်လာပါလိမ့်မယ်နော်ဒီလိုလေးပေါ့နော်ဒီလိုပေါ်လာပါလိမ့်မယ် bro တို့ okay ဒါကြည့်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကအကုန်လုံးပြည့်ပြီဆိုလို့ဒီလိုလေးပေါ်လာရင် like တို့ subscribe လို့တဲ့ဟာပေါ်လာရင်ပြီးပါပြီ
ဒါလို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကျွန်တော်ရဲ့ channel လေးကိုကြည့်ချင်တယ်ဆိုတော့အချိန်ပေးပြီးတော့နားဆင်ကြည့်ရှုနိုင်ပါတယ် okay ကျွန်တော်ရဲ့ channel ကတော့ဒီမှာကြည့်လူခါခိုင်ရို123 channel ဖြစ်ပါတယ်စီးရင်သူကတော့2ခုဗီဒီယိုကတော့12ခုဖြစ်ပါတယ် okay ဒီထက်ဘရိုတော့စီးရင်တော်တော်ကို subscribe လေးလုပ်ဘတ်တန်ခေါင်းလုံးလေးဝင်နေခဲ့ပြီးတော့ဗီဒီယိုကိုလည်း like and subscribe လေးပြုလုပ်ပေးကြဖို့တောင်းဆိုပါတယ် okay ဒါဆိုရင်တော့ကျွန်တော်okay ဒါဆိုရင်တော့ဒီမှာကြည့်ပြီးပါပြီ okay ဒီကောင်ကျွန်တော်နှိပ်မယ်အဲ့ဆိုရပါပြီ okay ဒါဆိုရင်တော့ကျွန်တော် channel လေးကို like subscribe လုပ်ပေးပါတက်တာပါ